ကျွန်တော်တို့ခန္ဓာကိုယ်မှာလေ့ကျင့်ခန်းတွေလုပ်လို့ရှိရင်ကောင်းတာနဲ့ဆိုးတာတစ်မျိုးဖြစ်စေပါတယ်။ကောင်းတာကတော့လေ့ကျင့်ခန်းလုပ်လို့ရှိရင်ခွန်အားတွေတိုးလာတယ်။အားဖို့ရှိလာတယ်။ကြွက်သားတိုးမယ်ပြီးရင်ခန္ဓာကိုယ်ရဲ့စွမ်းဆောင်နိုင်ရည်ပေါ့နော်စကီးတွေတိုးတက်လာ။အဆိုးကတော့အယိုးအစစ်တွေပေါ်ဖိအားတွေကြောက်ရောက်စေတယ်။ဒဏ်တွေဖြစ်လာမယ်။ပြီးရင်ကြွက်သားတွေနာကျင်ကြိုက်ခဲတာတွေဖြစ်စေတယ်။သိတဲ့အတိုင်းပဲလောကကြီးမှာအကောင်းကြီးပဲတော့ဘယ်အရာမှမရပါဘူး။အဲ့တော့ကျွန်တော်တို့ကညံသုံးပြီးတော့အကောင်းများများအဆိုးနည်းနည်းပဲရအောင်လို့လုပ်ရပါမယ်။လေ့ကျင့်ခန်းတွေလို့ဝိတ်တွေမှတိုင်းခန္ဓာကိုယ်မှာကြွက်သားတွေမထွက်လာဘူးဆိုတာကိုကျွန်တော်တို့ FGFM မှာအမြဲပြောလို့ရှိပါတယ်။လူတော်တော်များများကလေ့ကျင့်ခန်းလုပ်တာရှော့လိုက်တာနဲ့ကြွက်သားတွေပါယော့သွားမယ်လို့ထင်နေကြပါတယ်။အမှန်ကကြွက်သားတွေတိုးလာနိုင်ဖို့လေ့ကျင့်ခန်းကိုရည်ရွယ်ချက်ရှိရှိနဲ့ရှော့ပြီးတော့လုပ်ပြီးဖို့လိုအပ်ပါတယ်။အဲ့လိုလုပ်တာကိုဒီလုပ်တင်လို့ခေါ်ပြီးတော့ဘာကြောင့်ဒီလိုလုပ်တင်လဲဘယ်လိုအချိန်မျိုးမှာလေ့ကျင့်ခန်းကိုရှော့လိုက်တင်လဲဆိုတာကိုရှင်းပြပေးပါမယ်။ကျွန်တော်တို့ခန္ဓာကိုယ်မှာအလုပ်ကြောင့်ပဲဖြစ်ဖြစ်လေ့ကျင့်ခန်းကြောင့်ပဲဖြစ်ဖြစ်ဒဏ်တွေစုလာတဲ့အခါမှာခန္ဓာကိုယ်ကနေပြီးတော့ဒီလိုအရာတွေနဲ့အချက်ပြလေးရှိပါတယ်။အဲ့ဒါတွေကတော့အားနည်းတယ်လို့ခံစားနေရတာမနှက်ထနဲ့ကြိုက်ခဲနေတာအယိုးစစ်တွေနာနေတာပြီးရင်ညဘက်တွေကောင်းကောင်းအိပ်မပျော်တာလှုပ်ချင်ကြင်စိတ်မရှိတာမလှုပ်ချင်တာအချိန်တိုင်းဒီပါစိတ်မကြည်နေတာတွေပဲဖြစ်ပါတယ်ခန္ဓာကိုယ်ကဒီလိုအချက်ပြလာပြီဆိုရင်တော့ကျွန်တော်တို့ဒီလှုပ်တင်လှုပ်ကိုလှုပ်ပေးရပါမယ်ဒီလှုပ်တင်လှုပ်တဲ့နည်းက3နည်းရှိပါတယ်နံပါတ်1ကတော့လေ့ကျင့်ခန်းလှုပ်တဲ့ရက်ကိုရှော့လိုက်တာတစ်ပတ်မှာ6ရက်ကနေ4ရက်ပဲလေ့ကျင့်တာမျိုးပြောတာပါနောက်နံပါတ်2ကတော့မတဲ့အလေးချိန်မျိုးရှော့လိုက်တာပုံမှန်ကျွန်တော်တို့ bench press ပေါင်20တွန်းနေကြကို15ပေါင်ပဲတွန်းတော့တာမျိုးပြောတာဖြစ်ပါတယ်နံပါတ်3ကတော့ရှင်းပါတယ်လုံးလုံးအနားယူလိုက်တာပါ9ရက်ကနေ9ရက်အထိလုံးလုံးလေ့ကျင့်ခန်းမလုပ်ဘဲနဲ့နားလိုက်တာမျိုးပြောတာဖြစ်ပါတယ်ဒီလှုပ်တင်လှုပ်တာကဘာနဲ့တူလဲဆိုတော့ရှေ့10လမ်းတက်နိုင်ဖို့နောက်10လမ်းဆုပ်ပြီးလိုက်တာမျိုးပါကျွန်တော်တို့ခန္ဓာကိုယ်ပိုတိုးတက်နိုင်ဖို့ခဏအနားပြီးလိုက်တဲ့သဘောပါပဲအနားယူတဲ့ချိန်ရောလေ့ကျင့်ခန်းလုပ်တဲ့ချိန်မှာပါအာဟာရပြည့်အောင်စားဖို့ကိုလည်းလုံးဝမေ့လို့မရပါဘူးလေ့ကျင့်ခန်းပဲလုပ်နေခြင်းကခန္ဓာကိုယ်မတိုးတက်စေသလိုအနားပဲယူနေခြင်းကလည်းခန္ဓာကိုယ်ကိုပျက်စီးစေနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကမျှခြေဖြစ်အောင်လို့ချိန်ညှိနိုင်ဖို့လိုအပ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ FGFM channel လေးကနေပြီးတော့နေ့စဉ် fitness နဲ့ပတ်သက်တဲ့သတင်းအချက်အလက်နဲ့အယူအဆမှားတွေကိုသိပ္ပံနည်းကျရှင်းလင်းဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့တခြားသိချင်တာများကိုလည်း comment မှာဝင်ရောက်မေးမြန်းသွားလို့ရပါတယ်အဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်